စီစားလို့အသာမဖြစ်စီစားများရင်ဘေးဖြစ်တယ်ဆိုတော့ကျွန်တော်တို့မြန်မာပြည်ရဲ့ကျမ်းမာရေးကဏ္ဍမှာရေပန်းစားတဲ့စကားဗျဘာလို့လဲဆိုတော့စီကမစားတဲ့ရင်ဘေးဖြစ်တယ်စီကိုအလွန်ကျွံသုံးဆွဲမယ်ဆိုလို့ရှိရင်အဝါလွန်တာတွေသွေးတိုးတွေစီးကြိုတွေဒီလိုယောဂတွေဖြစ်တတ်တယ်ဒါပေမဲ့လည်းစီဆိုတာကဟင်းချက်စီစားသုံးစီဆိုတာကျွန်တော်တို့နေ့စဉ်စားတောက်တည်ထဲမှာမရှိမဖြစ်ရေးကြီးတယ်စီမပါတဲ့ဟင်းဆိုတာမရှိသလောက်ပဲအဲ့ဒါကြောင့်မို့လို့ကျမရင်းနဲ့ညီညွတ်တဲ့စားသုံးစီဟင်းချက်စီကိုဘလို့ရွေးချယ်ရမလဲဆိုတာဘဟုတုတဝေမျှပေးချင်ပါတယ်ကျွန်တော်တို့ဟင်းချက်တာပဲဖြစ်ဖြစ်ရိုးရိုးဟင်းတွေထဲမှာအစားအသောက်တွေထဲမှာထည့်တာပဲဖြစ်ဖြစ်စီတွေအများကြီးရှိတယ်ဆိုတော့ကျမရင်းနဲ့ညီညွတ်တဲ့စီတွေရှိသလိုကျမရင်းနဲ့မသိတော်တဲ့စီတွေလည်းရှိတယ်ကျမရင်းအတွက်မသိတော်တာဘလို့စီလဲဆရာဆိုတော့စီတွေထဲမှာပါဝင်ပစ္စည်းရှိတယ်ဓာတုဗေဒနဲ့ဓာတ်ပြုပြီးတော့ပြောင်းလဲလိုက်တဲ့စီတွေရှိတယ်အဲ့ဒါကို trans fat လို့ခေါ်တယ် trans fat ဆိုတာအသွင်ပြောင်းစီအသွင်ပြောင်းစီဆိုတာကျွန်တော်တို့စားသုံးတဲ့စီတွေထဲမှာတော့မပါဘူးဗျာအသွင်ပြောင်းစီကိုဘယ်မှာလောက်တာလဲအသွင်ပြောင်းစီကိုမုန့်တွေထဲမှာထည့်တယ်ခိမ့်မုန့်တွေပေါင်မုန့်တွေ cracker တွေအဲ့လိုမျိုးဟာတွေထဲမှာထည့်တယ်အစားအသောက်တွေကိုကြည့်လိုက်နောက်မှာ trans fat ဆိုတာရေးထားတယ်အဲ့ဒါများရင်မစားနဲ့မကောင်းဘူးเนาะ trans fat စားရင် cancer သွေးတိုးစီးချိုအဝါလုံးဒီယောဂါတွေဖြစ်တယ်ဟုတ်ပြီเนาะဒါက trans fat နောက်တစ်ခု saturated fat ဆိုတာရှိသေးတယ်ပြေဝစီအဲ့ဟာကလည်းအစားအသောက်တွေစားရမယ်ဆိုလို့ရှိရင်နောက်မှာပါတယ် trans fat တို့ saturated fat တို့အဲ့ဒါတွေများလို့လည်းမစားနဲ့ဆိုတော့ saturated fat ကဘယ်လိုဖြစ်လာနိုင်သေးလဲဆိုလို့ရှိရင်သူကဗျာကျွန်တော်တို့အကျော်တွေကြော်တာသိလားအကျော်တွေကြော်စီနစ်ပြီးကြော်တဲ့ဟာလေအကျော်တို့ပြီးလို့ရှိရင်ကျွန်တော်ဒီစမူစာတို့အီချာကွေးတို့လို့စီကိုနှစ်ပြီးတော့ကြော်တဲ့ဟာတွေကျွန်တော်နိုင်ငံကတော့အဲ့ဒီအီချာကွေးတို့စမူစာတို့အကျော်တို့စားတယ်လေအနောက်နိုင်ငံတွေမှာကျတော့ဒီ fried chicken တို့ french fries တို့ဒီအာလူးချောင်းကြော်တို့ချက်သားကြော်တို့သူတို့ကအဲ့လိုဟာတွေစားတယ်ဆိုတော့အဲ့ဒီကောင်တွေကအဲ့ဒီလိုစီကိုအပူပေးပြီးအကြာကြီးနှစ်ပြီးကြော်လိုက်ရင်မကောင်းဘူးဘာလို့လဲဆိုတော့ acrylamide လို့ခေါ်တဲ့ဓာတုဗေဒတစ်မျိုးထွက်တယ်အဲ့ကောင်ကင်ဆာဖြစ်စေတတ်တယ်အဲ့ဒါကြောင့်စီကြုံမှုတွေအများကြီးမစားရဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ဆရာဘလို့စီကဘေးကင်းတာလဲအဲ့ဒီနှစ်မျိုးမပါတဲ့စီတွေဘေးကင်းတယ်ဥပမာဒီ saturated fat တွေအများကြီးမပါတဲ့ဟာ trans fat မပါတဲ့စီတွေဆိုတာရှိတယ်ဗျာအဲ့ဒီစီတွေဆိုရင်ဘေးကင်းတယ်ဟုတ်ပြီနော်ပုံမှန်အားဖြင့်ဒီပေါ့နော်ဓာတုဗေဒနဲ့တန့်စင်ထားတာမဟုတ်တဲ့စီဆိုရင်ဘေးကင်းတယ်လို့သာမှတ်ထားလိုက်မြေပဲစီတန့်တာလေးဘေးကင်းတယ်ရွာတွေမှာတော့ရတာပေါ့ဗျာရွာတွေမှာအဲ့လိုမြေပဲပေးလို့ရှိရင်မြေပဲကိုစီညစ်ပြီးတော့လုပ်တာရှိတယ်အဲ့လိုမြေပဲစီတန်ဆိုရင်ဘေးကင်းတယ်စမ်းပြီးတော့ပဲစားစားဟင်းချက်ပြီးတော့ပဲစားစားဘေးကင်းတယ်နောက်အကြံပေးချင်တာကသုံးပြီးသားစီကြော်ပြီးသားစီချက်ပြီးသားစီတွေကိုပြန်မသုံးနဲ့အဲ့ဒါကလည်းအန္တရာယ်ရှိတယ်ဟုတ်ပြီနော်ဆိုတော့ဒါဒီလိုရှိတယ်ဒါကစီသုံးတဲ့အပိုင်းဆိုတော့သူဘေးကင်းတဲ့စီကျန်းမာရေးနဲ့ညီညွတ်တဲ့စီဆိုတာရှိတယ်အီတလီမှာရှိတယ်စပိန်မှာရှိတယ်ဂရိမှာရှိတယ်တန်လွင်စီလို့ခေါ်တယ်တန်လွင်စီလုံးဝတန်နေဟာအီတလီကဟာဈေးကြီးဆုံးပဲ extra virgin olive oil လို့ခေါ်တယ်လုံးဝတန့်စင်ထားတဲ့စီသူအဲ့ဒီစီပလင်းတွေရဲ့နောက်မှာဆိုလို့ရှိရင်သူတို့ရေးထားတယ် cold press ဆိုပြီးတော့ဓာတုဗေဒနဲ့တန့်စင်ထားတာမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးရေးထားတယ်ပြီးလို့ရှိရင် product of Italy ဆိုရရှိတယ်အဲ့လိုမျိုးလေးကတ်ထားတယ်ဆိုလို့ရှိရင်သူဈေးကြီးတယ်ဘာလို့လဲဆိုတော့အဲ့လိုတန်လွင်စီရတာ၃မျိုးဗျာအဲ့နိုင်ငံ၃မျိုး Greece ရယ်စပိန်ရယ်အီတလီရယ်အဲ့၃နိုင်ငံတွေမှာစပိန်ကဈေးကြီးဆုံးကျွန်တော်လည်းအဲ့ဒီစီမစားဘူးအဲ့ဒီစီကဈေးကြီးတယ်ဗျဈေးကြီးဆိုဘယ်လောက်ဆိုဒဗလင်းကို$25ဆို$25ဆိုမြန်မာငွေ3သိန်းဝန်းကျင်ရှိမယ်ဗျတထေးတွေကတော့စားနိုင်မှာမဟုတ်တာမန်လူကတော့ဘယ်စားနိုင်မလဲဒါပေမဲ့အဲ့ဒီစီလုံးဝတန့်တာရဖို့ကလည်းခက်တယ်အီတလီမှာတော့ရမှာပေါ့ဗျာအီတလီရောက်ရင်စားကြည့်ပေါ့နော်အီတလီဆိုလို့ရှိရင်အဲ့ဒီစီကိုတောက်ကြတယ်သူတို့ပေါင်မုံဆိုလို့ရှိရင်ပေါင်မုံပေါ်ဆန်းပြီးတော့စားတယ်ပေါင်မုံနဲ့တိုးပြီးစားတယ်အဲ့လိုစီပေါ့ဒါပေမဲ့ကျွန်တော်တို့စီမှာအဲ့ဒါမျိုးမရှိဘူးဗျာဆိုတော့ကျွန်တော်တို့စီမှာရှိတာခုနပြောသလိုပဲစီတန့်တာဒါတို့ဗေဒမပါတဲ့စီရှိတယ်အဲ့ဒါဆိုအဆင်ပြေဟုတ်ပြီနော်ဒါပေမဲ့လည်းအဲ့ဒီစီကိုလိုရတဲ့ပုံပြီးတော့မစားနဲ့ဘာလို့လဲဆိုတော့စီကိုကျွန်တော်တို့ပုံမှန်ဒီလက်ဖက်တို့တွေပါတယ်ထဲမှာနည်းနည်းပါးပါးထည့်စားတာပြဿနာမရှိဘူးစီကိုလုံးဝအိုင်နေအောင်နှစ်ပြီးစားတာမျိုးကမကောင်းဘူးဒါဖြစ်လို့လဲဆိုတော့အဲ့ဒီစီတွေကခန္ဓာကိုယ်ထဲကိုရောက်သွားရင်ဘယ်နေရာမှာသွားပြီးပုံလဲဆိုရင်သွေးကြောတွေအတွင်းထဲမှာသွားပြီးတော့ပုံတယ်ဒါသွေးကြောဆိုလို့ရှိရင်ဒီလိုသွေးကြောဆိုတော့ဒီလိုအတွင်းနေရာမှာသွားပြီးတော့ပုံတယ်ဆိုတော့သွေးကြောတွေကျင်းလာတယ်သွေးကြောတွေကျင်းရင်ဘာဖြစ်လဲသွေးတိုးမယ်ဝါမယ်ခန္ဓာကိုယ်ဝါလာမယ်သွေးတိုးလာမယ်ပြီးလို့ရှိရင်စီးချိုတွေဖြစ်တယ်ဆိုတော့စီစားများရင်ယောဂ၃မျိုးဖြစ်မယ်သွေးတိုးစီးချိုအဝါလုံးနာတွေပါတယ်ကင်ဆာတွေနဲ့ပတ်သက်နေလို့စီစားရင်အသားမဖြစ်ပေမဲ့စီကိုဘေးကင်းအောင်စားလို့ရတယ်ဘယ်လိုစီမျိုးကိုရှောင်ရမလဲနှစ်မျိုးရှိတယ် trans fat နဲ့ saturated fat ပြေဝစီနဲ့အသွင်ပြောင်းစီကိုတက်နိုင်တဲ့လောက်ရှောင်ဟုတ်ပြီနော်တန့်စင်တဲ့စီကိုစားစီတက်အဲ့ဒါရဖို့တော့နည်းနည်းတော့ခက်မယ်ဗျဒါပေမဲ့အဲ့ဒါမျိုးစားလို့ရတယ်ဒါပေမဲ့လိုရတဲ့ပို့ပြီးတော့မစားနဲ့လိုရတဲ့ပို့ပြီးစားရင်အားလုံးသိပါတယ်တန်ဆေးလွန်ပေးဆိုတော့မကောင်းဘူးပေါ့နော်ဆိုတော့စီစားများရင်ယောဂသုံးမျိုးရမယ်အဲ့ဒါမရအောင်စီကိုလျှော့ပြီးတော့စားစီတန့်တာစားခြင်းပြေဝစီနဲ့
အသွင်ပြောင်းစီမပါတာကိုရွေးဒါဆိုလို့ရှိရင်တော့အဆင်ပြေပါလိမ့်မယ်ဟုတ်ပြီနော်ကဲဒီနေ့ဗီဒီယိုကတော့ဟင်းချက်စီကြောင်းမေးထားတဲ့သူတွေအတွက်နည်းနည်းပြောပြပေးကြတာပဲဖြစ်ပါတယ်ဒီဗီဒီယိုကနေဘဝသုဒ္ဓရသွားလိမ့်မယ်လို့ယုံကြည်ပါတယ်ဘဝသုဒ္ဓရသွားတယ်ဆိုလို့ရှိရင်တော့ like လုပ်ပေးပါဦးနောက်ပြီးတော့ခြားသူတွေဒီအောင် share လုပ်ပြီးတော့ဝေမျှပေးပါဦးဒီလိုတွေ comment မှာဝင်ရောက်ရေးသားပေးပါကျွန်တော်ဗီဒီယိုလုပ်ပြီးတော့ပြန်ပြောပြပေးတော့ပါမယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲဗီဒီယိုကိုပြီးဆုံးအောင်ကြည့်ရှုပြီးတော့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါဦးမယ် bye bye